Hello အားလုံးပဲမင်္ဂလာပါ FOPI နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗီဒီယိုလေးရဲ့အကြောင်းအရာကိုမတင်ဆက်ခင်မှာပြပြချင်တာလေးနည်းငယ်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တွေကလွန်ခဲ့တဲ့လအနည်းငယ်ရတယ်ပေါ့နော်ကွာလာလမ်ပူမလေးရှားကနေပြီးတော့အခု Dublin Ireland ကိုပြောင်းလာခဲ့ပါတယ်အဲ့တို့ကြောင့်မလို့ဒီကြားထဲမှာလည်းကျွန်တော်ဗီဒီယိုလေးမတင်ပြဘူးပေါ့နော်ရှေ့ရှောက်မှာတော့ဒီမလေးရှား content တွေအစားပေါ့နော်ဒီ Dublin Ireland မှာရှိတဲ့ဒါ lifestyle ပေါ့အဓိကလူနေမှုနေထိုင်မှုဘဝတွေပြီးသွားလို့ရှိရင်ဒီမြန်မာကျောင်းသားလေးတွေအတွက်pros and cons တွေပေါ့နော်ဘယ်လိုချက်လက်လေးတွေသုံးဝင်နိုင်မဲ့ချက်လက်ကလေးတွေပြီးသွားလို့ရှိရင်ဒီမှာခီးသွားလာလို့ကောင်းမဲ့နေရာလေးတွေပေါ့လေအဲ့ဒါတွေအားလုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တို့ကြောင့်မလို့ကျွန်တော် channel ကိုဆက်လက်အားပေးဖို့ဒီကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒါ A4 ပရိသတ်တွေပေါ့နော် Ireland မှာကုန်စည်နှုန်းတွေကဈေးကြီးလားပြီးသွားလို့ရှိရင်ဘယ်လိုအစားအသောက်တွေပေါ်လဲပြီးသွားလို့ရှိရင်ဘာတွေကပေါ်လဲပေါ့အဲ့ဒါကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးကြပါဦးနော်အခုရောက်နေတဲ့နေရာကတော့ Ireland ရဲ့လူသိများတဲ့ supermarket chain တွေတစ်ခုဖြစ်တဲ့ Tesco ရောက်နေတာပေါ့နော်အဲ့တော့ကျွန်တော်နဲ့အတူတူဘာတွေရှိလဲလိုက်ကြည့်ကြမယ်Tesco တော့ဒါနိုင်ငံတော်များများလည်းရှိရပေါ့နော်ဒါပေမဲ့အဓိကကတော့ဒီ Ireland နဲ့ UK မှာဆိုရင်တော့သူကတော်တော်ဆိုင်ခွဲလည်းအများများတယ်ပေါ့ဒါပေမဲ့သူတက်တာတဲ့ဒီ supermarket တွေလည်းရှိရပေါ့နော် LG တို့ Lidl တို့ဆိုလို့ရှိရင်လည်းအရန်တက်တာအခုကအသားငါးတန်းကိုရင်သွားကြည့်ကြမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကုန်စည်နှုန်းချိန်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကအသားငါးဆိုရင်သူတို့ Irish တွေကပါစားရများလို့ဆိုအမဲသားအရန်စားတယ်သူတို့အဓိကတော့ stick တွေပေါ့နော်အဲ့တော့သူတို့မှဆိုလို့ရှိရင်ဒီလိုမျိုးburger pork တို့burger beef တို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေground beef လို့လည်းခေါ်ကြတယ်ပေါ့လေအဲ့ဒီဟာကိုမှသူတို့ကဒီ spaghetti နဲ့စားကြတာများတယ်ပြီးရင် burger လောက်စားကြတာများတယ်ပေါ့ဆိုတော့ကျွန်တော်တို့တစ်ခါလေးအမဲသားနှက်တယ်ပါညာဆိုရင်တော့ဒါလေးတွေစားလို့ရှိတယ်အဲ့လိုမျိုးဒါဆိုရင်တော့တပူးကိုသူကဟိုလောက်ပေါ့9ချက်နီးပါပေါ့နော်900 gram လောက်ပါနော်900 gram ပေါ့900 gram 600 gram နီးပါလောက်ရှိတယ်9ချက်နီးပါဆိုတော့9 euro ဆိုတော့915ဆိုတော့925ဆိုတော့ဟောလောက်ပေါ့2000လောက်တော့ကြာမှာပေါ့အဲ့လိုမျိုးမာငွေနဲ့ဆိုရင်ဒါပေမဲ့ Irish ကတော့သူက beef ကနာမည်ကြီးတယ်ဟုတ်တယ်လေသူတို့မွေးမြူတဲ့ပုံစံကလည်းမှန်တော့အရန်တော့မညီဘူးသူတို့ beef ကလေအဲ့လိုမျိုးမဲသားလေးကျွန်တော်တို့ကတိတ်ပြီးတော့အမဲသားမကြိုက်တဲ့လူတွေဆိုတော့မွေစားဖြစ်ဖို့ပေါ့ပြီးရင်ဒီမှာအဓိကတော့သူတို့မှာအရန်ပေါ်တာတွေဒီလို stick တွေဒီလိုမျိုးလေဒီလိုမျိုး stick တွေ sirloin stick တွေပြီးသွားလို့ရှင် rib eye တွေအဲ့လိုမျိုးသူတို့က stick တွေအရန်စားကြတယ်အစားစားပေါ့နော်သူ့ရဲ့ cut ပေါ်မှာမူတည်ပြီးတော့အသားပေါ်မှာမူတည်ပြီးတော့ပဲသူဈေးကွာသွားတာပေါ့ပြီးတော့သူတို့ကဘာကြီးစားလဲဆိုလို့ရှင်ဒီလိုမျိုးဘယ်လိုခေါ်မလဲ ham ခေါ်တာပေါ့သူတို့ဘေကွန်တို့ ham တို့အရင်စားတယ်ဒါကိုအစားတင်တာဒီတိုင်းရိုးတဲ့နဲ့ဝက်သားတင်တာမဟုတ်ဘူးသူကစားတွေပိုင်းနဲ့လှုပ်ထားတဲ့ဟာမျိုးအဲ့လိုမျိုးဝက်သားဒီဘက်မှာအကြီးကပေါ်ချော့လှုပ်စားတဲ့ဟာမျိုးတွေပေါ့ဟိုမှာဒါမျိုးဆိုလို့ရှိရင်၄ပြားပါတယ်ဒီလိုမျိုးပေါ်ချော့လှုပ်စားတဲ့ဟာဆိုလို့ရှိရင်3ချက်ခွဲဆိုလို့ရှိရင်မာငွေနဲ့ဆို1000ခွဲကျော်ကျော်ပေါ့နော်2000နီးပါးလောက်အဲ့လောက်တော့ရှိဒါနန်ရိုးတွေရှိမယ်အဲ့ဆိုလို့ရှိရင်4ချက်ခွဲဈေးချထားတာအဲ့လိုမျိုးဒီမှာဆို bacon rib ဒါဆိုရင်တော့ဒါငန်တယ်ပေါ့စားနဲ့လုပ်ထားစားသိပ်ထားတယ်လုံးဝအသားတီးတဲ့ဒီလိုမျိုးလုံးဝအသားတီးတဲ့ပေါ့နော်စက်သားကတော့ဘာပေါ်လဲဆိုလို့ရှိရင်ဒီမှာသူ့အစားစားပေါ့နော်အကောင်ကြီးရှိတယ်အကောင်သေးရှိတယ်ပြီးရင်ဒီလိုမျိုးခုတ်ထားပြီးတဲ့အပိုင်းလေးရှိတယ်ဒီမှာထူးဆန်းစွာနဲ့ဘာဈေးကြီးလဲဆိုလို့ရှိရင်ကြက်ရင်ပုံသားရမ်းဈေးကြီးရယ်ဒီမှာဆိုဒီလိုဘူးသေးသေးလေးဆိုဘလောက်မှမပါတဲ့ဟာဆိုလို့ရှိရင်တော့200 gram လောက်ကုန်မှာမယ်သူက4ချက်လောက်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးဘာဒီပေါ်လဲဆိုရင် chicken wing တွေအရန်ပေါ်တယ်ပေါင်နေလဲပေါ့ပေါင်တွေအရန်ပေါ်တယ်အဲ့လိုမျိုးဟောသူတို့တွေအဲ့လိုအယိုးသားတွဲတဲ့ဟာဆိုတိတ်မစားကြဘူးအဲ့လိုမျိုးဒီမှာဆိုရင်ဒီမှာဒီလိုမျိုး1 kg နီးပါးရှိတဲ့ဟာကိုဆိုလို့ရှိရင်ဒီမှာ5ချက်လောက်ပဲရှိရပေါ့နော်အဲ့လိုမျိုး5 euro လောက်ပဲရှိတယ်ဈေးကတော့ဒါကျွန်တော်မတော့ပြတော့ဘောနော်မြန်မာငွေနည်းနည်းဆိုလို့ရှိရင်1 euro 9000နီးပါးရှိတယ်ဆိုတော့ကွက်ကိုတွက်ကြည့်လို့ရတယ်ပေါ့နော်ရင်းကင်းနဲ့ဆိုလို့ရှိရင်4ချက်ခွဲ5ချက်နီးပါးရှိရပေါ့အဲ့လိုမျိုးဆိုတော့ဈေးကတော့မစိုးဘူးပေါ့နော်အထူးသဖြင့်ဒီလိုမှာဆိုရင်ဒီလိုကြက်ပေါင်တို့ပြီးတော့လို့ရှိရင်ကြက်ရင်ပုံတွေကတော့ဈေးကြီးတယ်ပြီးရင်သူတို့မှာအရန်ပေါ်တာဒီလိုမျိုးလေကြော်ထားပြီးသားအဲ့လိုမျိုး process food တွေအရန်ပေါ်တယ်ဘာလို့လဲဆိုသူတို့က
ချက်တာတွေပါလေတိတ်ပြီးတော့မလုံးကြဘူးအဲ့လိုအာဗန်နဲ့ပြစ်ထည့်ပြီးတော့အဲ့လိုကြော်စားရတော့ပါတော့များတယ်ပေါ့နော်အဲ့ဒါဆိုလဲပေါ်ရမှာ229လို့ပါပဲအဲ့လောက်ပဲရှိရဈေးတွေတက်တာစီဖူဒန်ပေါ့နော်စီဖူဒန်တော့တွေ့တဲ့အတိုင်းပဲပဇွန်နေဆိုလဲဒီလိုချက်ပြီးသားတွေပဲရှိရအဲ့လိုမျိုးပြီးသွားလို့ရှိရင်ချက်ပြီးသားမဟုတ်ရင်တော့မှပဲတော့ဒီလိုမျိုးလုံးဝဘာမှမပါတော့ဘူးအကုန်လုံးချွတ်ပြီးသားအခုနေပါခေါင်းနေပါအကုန်ချွတ်ပြီးသားပေါ့နော်အဲ့ဒါတွေပဲများတယ်အဲ့ဒါတွေမဆိုင်ရေခဲရိုက်စားပေါ့မချိုးအဲ့တော့ဒီမှာစီဖူရမ်းရှားရစားရတာဒီမှာသူတို့ပေါ်တော့ဆိုဆယ်မွန်တွေပဲပေါ်တယ်ဒီမှာသူတို့အဓိကစားဆယ်မွန်ကဒီမှာဒီလိုမျိုး၄ခုပါတဲ့ဟာကိုဆိုလို့ရှိရင်8ချက်49ပေါ့နော်ဟုတ်ဆယ်မွန်အဓိကသူအဲ့အစားများတယ်သူတို့အစားများတယ်ဒီဆယ်မွန်တွေအစားများတယ်ပြီးတော့တခြားငါးတွေလည်းအစားများတယ်ပေါ့ကျွန်တော်မှတကယ်လို့ဟိုကက်ကတဲ့နဲ့အတူဆုံးကဒီစီးဘက်ဆိုတဲ့ဟာအဲ့ဒါလေးကတော့တတ်တာတယ်သူကတော့ရေချိုငါးလေးနဲ့ရတာဆင်တယ်ပေါ့နော်အဲ့တော့ငါးစားခြင်းကျွန်တော်မှဒါစားရတယ်ဘာလို့တခြားငါးတွေကလုံးဝရတာမချိုဘူးဒါကြီးတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲခေါ့ဆိုလို့ရှိရင်လည်းဖွယ်ကြီးတွေရတာလေသူတို့ငါးတွေကအဲ့လိုမျိုးအဲ့တော့ဒီမှာငါးရမ်းရှားပါတယ်နောက်ပြီးတော့ပဇွန်တို့ငါးတို့ရမ်းရှားပါတယ်အဲ့လိုလိုကြီးလည်းမသိဘူးနော်ကျွန်းနိုင်ငံဖြစ်ပြီးစီးဖူရမ်းရှားတယ်အဲ့လိုမျိုးပြီးတော့စားရလူတွေဆိုတော့ဒီမှာဘလို့အသီးရွက်တွေရမယ်ဘလို့ဟာတွေပေါ်လဲဆိုတော့ကျွန်တော်ရင်လိုက်ပြပေးမယ်နော်ဆိုတော့ကျွန်တော်သိရတဲ့လောက်ကတော့ဒီမှာအရန်ပေါ်တာတော့ broccoli ပဲဒီလိုမျိုး broccoli နှစ်ခုပါတဲ့ဟာဆိုလို့ရှိရင်တော့မှတစ်ချက်65ပေါ့နော်သူကအရန်ပေါ်တယ်အဲ့ဒီဟာတွေအရန်ပေါ်မယ်ပေါ့နော်ringgit နဲ့ဆိုလို့ရှိရင်တော့5ချက်လောက်ပေါ့နော်5ချက်လောက်ရှိမယ်နောက်တစ်ခုပေါ်တာကတော့ကျွန်တော်ဒီ carrots တွေပေါ်တယ်ပေါ့နော် carrots တွေဆိုလို့ရှိရင်တစ်ချက်45တို့ဒီလိုမျိုးတေးလေးဆိုလို့ချက်ကိုစံဒါဆိုလို့ရှိရင်ဟိုလောက်ဒီတစ်ထုပ်ဆိုလို့ရှိရင်3000ကျော်4000လောက်ပေါ့3000ကျော်မြန်မာငွေနဲ့တွက်မယ်ဆို3000ကျော်4000လောက်ပေါ့အဲ့လောက်ပဲရှိရပေါ့နော်89စံအဲ့လောက်ပဲရှိရကညွတ်တွေပေါ်မယ်ပေါ့နော်ကညွတ်တို့ပြီးသွားလို့ရှိရင်ဒီလိုမျိုး tender broccoli ဆိုတဲ့ဒါလေးလည်းပေါ်တယ်အဲ့ဒါလေးလည်းပေါ်တယ်ဒါမြန်မာကြီးစားတဲ့အဲ့လိုကစွန်းရွက်တို့ချမောင်ရွက်တို့ဘာလို့ကတော့ဒီမှာဘယ်လိုမှမရဘူးပေါ့နော်အဲ့ဒါရောတိတ်မစားကြဘူးပြီးတော့နောက်တစ်ခုကဘာရလဲဆိုရင်ဒီမှာရုံးနေသည်ပေါ့နော်ရုံးနေသည်ရှိမယ်ပြီးရင်ဒီမှာဟိုဟာရွှေပဲသီးတို့ဘာလို့ပေါ့နော်သူကတော့ဒီဟာလေးတွေတော်တော်များများတော့သူကနှစ်ချက်မကျော်ဘူးပေါ့မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့9000 6000အဲ့ဝင်းကျင်လေးတွေပေါ့နော်တစ်ထုပ်ကိုပေါ်လာလို့မေးရဆိုလို့ရှိရင်တော့အရင်မပေါ်ဘူးအတီးရွက်စင်းနဲ့အသားငါးစင်းကတစ်ခါကြလို့ရှိရင်တော့မသိမ့်မကွာတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့လိုမျိုးအဓိကတော့ဒီ island မှာကသူတို့စီကထွက်တဲ့ပစ္စည်းတွေဆိုအရင်ပေါ်တယ်ဥပမာဆိုလို့ရှိရင်ဒီဆောနာကျွန်တော် carrot ဆိုလို့ရှိရင်သူတို့စီကထွက်တဲ့ဟာမျိုးသူတို့ကိုယ်တိုင်စိုက်တယ်သူတို့ကိုယ်တိုင်ပဲဒီ farm လုပ်တဲ့ခါကျတော့အရင်ဈေးပေါ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးသူတို့တင်သွင်းရတဲ့ဟာဆိုတော့နဲ့ဈေးကြီးရယ်ပြီးရင်ဒီမှာတော့ပြောင်းမှုတွေရှိမယ်ပြီးတော့လို့ရှိရင်ဒီပဲရွက်တွေပေါ့ဒီပဲရွက်အထုပ်ကြီးတစ်ထုပ်ဆိုလို့ရှိရင်ဒါ2ချက်ပေါ့2ချက်ဆိုမှငွေ1000လောက်တော့ရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိရယ်နန်းပင်ဘာညာလည်းရှိရယ်ကျွန်တော်ပြမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာနန်းမင်းတစ်ထုပ်ကိုဆိုလို့ရှိရင်တစ်ချက်ပဲရှိရယ်ဒီလိုအထုပ်ကြီးတစ်ထုပ်ကိုမှဒါတန်တယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်ဘာရှိသေးလဲဆိုရင်ငရုတ်သီးတို့ဂျင်းတို့လည်းရှိရယ်ဒီမှာဆိုငရုတ်သီးတွေပြီးရင်ဂျင်းဆိုလို့ရှိရင်ဒီတစ်ထုပ်ဆိုလို့ရှိရင်69ပြားပဲရှိရယ်အဲ့လိုမျိုးပြီးပူစီနန်းနေရှိရယ်ဖက်ကပောင်းရဟုတ်တယ် basil leaf ရှိတယ်ပြီးတော့ဒီမှာဒါတွေကဟိုစက်သွန်ဖြူပေါ့နော်ဒါတော့စက်သွန်ဖြူတစ်ထုပ်ကိုဆိုလို့ရှိရင်တစ်ချက်မကြော်ဘူးပေါ့နော်69ဆန်ပဲတန်တယ်ဒါလေးဆိုလို့ရှိရင်ခါလေးကြရင်တော့ဒီ desk ကနည်းနည်းကြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းတီးကိုဖေးသီးကိုရတတ်တယ်ဟိုငကမောက်တီးတွေပဲတော့ရထူးစမ်းစမ်းပေါ့နော်ဒါလည်းတစ်ခါလေးမှရတာအမြဲမရဘူးတရတီးတွေပဲဆိုတော့ဒါအမြဲမရဘူးဒါညဉ့်သီးလေးကိုမှတော့အစုံရှိရယ်ဒီလိုမျိုးတော့ကိုင်းသီးတွေရှိရယ်ဒီမျိုးကိုင်းသီးတွေရှိမယ်ပြီးတော့လို့ရှိရင်ဆောနာပြောတယ်ကိုင်းသီးကိုမှတော့အဲ့လိုမျိုးဒီလိုမျိုးအသေးလေးတွေပေါ့ cherry tomato လိုမျိုးအဲ့လိုအသေးလေးတွေရှိရယ်သူဒီမှာတော့အရန်ဟိုဖြစ်တယ်စုံတယ်ကဲဆိုတော့ဒီမှာ surprise ဖြစ်စရာတစ်ခုပြမယ်ပေါ့နော်အခုဒါကျွန်တော် Coca-Cola ပေါ့နော်ဒီမှာဆိုလို့ရှိရင် Coca-Cola တပူကို2ကျပ်နဲ့45ဟိုဒီ2ပူးမှ1လီတာပေါ့နော်ဒါကြောင့်2ပူးယူမယ်ဆိုလို့ရှိရင်တော့ဒါ
ငါချက်လောက်တော့ကြာမယ်နော်ဆိုတော့ဒီမှာစီတလီတာဆိုတော့ခံမှန်းကြည့်ပဲဟာပို့ပြီးတော့ဈေးများလဲလို့ဒီတပူကိုကျွန်တော်24-55ပေးရပြီဒီတပူကိုကျွန်တော်159ပဲပေးရတယ်ဆိုတော့သူ့ရဲ့ဈေးသက်မှတ်ပုံဈေးသက်မှတ်နေရအရင်ထူးဆန်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အိုင်ယာလန်ကိုစပြောင်းလာတဲ့အချိန်တုန်းကဆိုလို့ရှိရင်လေအရင်အားတင်သွားတာဟိုဘာဖြစ်လို့ဒီအချိုရည်ဈေးကနေပြီးတော့စီဈေးထက်ကြီးနေရလဲပေါ့နော်အဲ့လိုမျိုးပြောလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်စောနာကျွန်တော်ပြတယ်လို့ပဲဒီတချို့အသားငါးလေးဆိုလို့ရှိရင်နှစ်ချက်မကျော်တဲ့ဟာလေးရှိတယ်အဲ့မှာပေါ့ထူးဆန်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့စောနာကျွန်တော်ရှင်းပြခဲ့တယ်လို့ပဲသူတို့ import လုပ်တယ်ဆိုလို့ရှိရင်လည်းသူတို့က import tax ရဲ့အတွက်ကြောင့်မို့ဈေးပိုများတယ်နောက်တစ်ခုကဒီလိုမျိုးဟိုအချိုရည်တွေပါလေဆိုလို့ရှိရင်သူကကျန်းမာရေးနဲ့မြင်ညွှန်းတဲ့အတွက်ကြောင့်မို့လို့သူက sugar tax ဆိုပြီးတော့ထပ်ကောက်ထားတယ်အဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီလိုအချိုရည်တွေဒီ soft drink တွေဒီလို soda တွေကအရင်ဈေးကြီးရပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဒီစီရိုပါတော့ကျတော့အခြေခံစားသောက်ကုန်ဖြစ်တဲ့အတွက်ကြောင့်မလို့တက်တာအောင်လုပ်ပေးထားတယ်အစိုးရကနေပြီးတော့လေအဲ့ဒါလေးကတော့ထူးဆန်းတဲ့အရာလေးပေါ့အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်အရေးကြီးတဲ့တစ်ခုပေါ့နော်ကျွန်တော်မြန်မာပြည်အတွက်မရှိမဖြစ်အရာတစ်ခုအဲ့ဒါဒီမှာရှိလားပေါ့ဆိုတော့ကျွန်တော်လိုက်ပြမယ်နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဆန်ပါဒီမှာဆန်ရောဈေးသက်တာလားဆန်ကကန်ကောင်းစာနဲ့ပဲဒီမှာကျွန်တော်တို့ဒီbasmati rice ရှိရပေါ့နော်ဒီ basmati rice ဆိုလို့ရှိရင်ဒါတစ်ထုပ်ကမှ160ပဲရှိတယ်ဈေးကမစိုးဘူးလို့ပြောရမှာပေါ့နော်1 kg တစ်ထုပ်ဒါဆိုရင်1 kg တစ်ထုပ်ပေါ့လူမျိုး1 kg တစ်ထုပ်ကိုဆိုလို့ရှိရင်160ပဲပေးရတယ်ပြီးတော့ဟိုစားရတာလည်းမစိုးဘူးပေါ့တော်တော် India ဆန်ပေါ့လေ basmati ကတော့အဲ့လိုမျိုးရှိတယ်ပြီးတော့လို့ရှိရင်ဒီလို long grain rice ပေါ့နော်အဲ့လိုမျိုးမြန်မာလိုတော့ပေါ်ဆန်းတော့ဘာလို့မရှိဘူးပေါ့လေဒါမဲ့လည်းအနည်းဆုံးတော့ဒီမှာဆန်ကဝယ်ရတာလွယ်တယ်ပြီးတော့လို့ရှိရင်ဈေးနှုန်းအရလည်းမစိုးဘူးပေါ့နော်ဆိုတော့ဒီလို1 kg တစ်ထုပ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုမျိုး2 kg တစ်ထုပ်ကိုဆိုလို့ရှိရင်ဒီမှာ3ချက်ပေါ့နော်အဲ့လိုမျိုးဈေးသက်တာရပေါ့အဲ့တော့နေ့စဉ်စားမြန်မာတွေအတွက်မရှိမဖြစ်ဒီအစားအသောက်တွေအတွက်ဆိုလို့ရှိရင်မစိုးဘူးလို့ပြောရမှာပေါ့ပြီးဒီမှာ Thai ဆန် Jasmine rice လည်းရှိတယ်ဆန်ကတော့ဒီမှာပေါ်တယ်ပေါ့နော်အဲ့လိုမျိုး Asian ဆိုင်တွေထက်တောင်မှပဲဒီလိုမျိုး supermarket တွေပိုပြီးသက်တာလေးရှိတယ်အဲ့လိုမျိုးဒီဆန်စီပေါ့စီကတော့ဒီမှာကျွန်တော်ပြရတဲ့အတိုင်းပဲဒီမှာတပူ159 1လီတာတပူပြီးသွားလို့ရှိရင်ဒါဒီမှာဆိုရင်ဒါနေကြစီရှိတယ်ပြီးသွားလို့ရှိရင်ဟင်းသင်းရွက်စီလည်းရှိတယ်ပေါ့နော်159ပဲဈေးရတော့မစိုးပေါ့နော်နောက်အရေးကြီးတဲ့တစ်ခုကတော့ဒီမှာပေါ့ဟိုချုံမုတ်စားစီပါညာပေါ့အဲ့ဒါတွေကဒီမှာဆိုရင် seasoning ပေါ့ seasoning ဆိုရင်ရောဈေးသက်တာလားဆိုတော့ဒီမှာဒီလိုစားတပူကိုမှ50ပဲရှိတယ်ဒီလိုစားဘူးတပူမှာ50ပဲရှိတယ်အဲ့ဒါရဈေးသက်တာရပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ကြံပေးချင်တာကတကယ်လို့ကိုကဥမာတခြား seasoning ဝယ်ချင်တယ်ကွာမဆလာတို့နော်ပြီးသွားလို့ရှိရင်ဒီဟိုပါလဲအစိမ့်မှုန်တို့ပါလို့ဆိုလို့ရှိရင်ဒီမှာဆိုတစ်ခုတစ်ချက်လောက်ပဲရှိရပေါ့နော်Asian ဆိုင်တွေမှာတစ်ခါကျရင်ဈေးကြီးတတ်တယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အများတန်းအဲ့လိုမျိုးဟို spice တွေဝယ်မယ်ဆိုလို့ရှိရင်ဒီ Tesco ဘောက်မှာပဲဝယ်လေးရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာcumin မှုန့်တို့ပြီးသွားလို့ရှိရင်ဒီမဆလာတို့အဲ့ဒါတွေကဒီမှာပေါ်တယ်တခုတစ်ချက်လောက်ပဲရှိတယ်ရှင်တရုတ်မဆလာပြီးသွားလို့ရှိရင်ဒီလို gram မဆလာအဲ့လိုအရာအားလုံးကဒီ Tesco ဘောက်မှာအလွယ်တကူဝယ်လို့ရတယ်ပေါ့နော်ပြီးသွားရင်ဈေးလည်းတက်တာတယ်အဲ့တော့ကျွန်တော်ကြံပေးချင်တာကတကယ်လို့ Asian နဲ့ပတ်သက်ပြီးတော့ပစ္စည်းလိုချင်တယ်ဆိုလို့ရှိရင် supermarket တွေမှာအရင်ကြည့်ပေါ့နော်ခောက်ဆွဲတယ်အခုနောက်ပိုင်းကအခုက Asian စာတွေကလည်းဒီမှာ trend ဖြစ်လာတော့ဒီမှာဆိုဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ခရူးစီတို့ဒီမှာပဲငံပြားကြီးအနောက်ပဲငံပြားကြီးအကျဲခရူးစီနှမ်းစီအဲ့ဒါအကုန်ရတယ်ဈေးကတော့ဒါတော့ဒီမှာတော့ပို့ပြီးတော့ဈေးကြီးတာပေါ့နော်ဘာလို့လဲဆိုတော့အကုန်လုံး import လုပ်ရတဲ့ခါကျတော့ပြီးဒီမှာ chili wine ညုတ်သီးကြော်ပေါ့နော်အဲ့ဒါတွေပေါ်တယ်ဒီမှာ Thai chili sauce တွေလည်းရှိတယ်အဲ့လိုမျိုးပြီးမှတော့ဒီမှာ light soy sauce တို့ဘာတို့အဲ့လိုမျိုးအဲ့ဒါတွေလည်းပေါ်တယ်ပြီး vinegar တွေလည်းရတယ်ပြီးနောက်တစ်ခုကျွန်တော်တို့အကြိုက်တာရှိသေးတယ်မြစ်ကိုဘူးနဲ့လာတာဆိုတော့အဲ့ဒါလေးလည်းရှိရပေါ့နော်အဲ့ပြီးတော့အုံးတို့လည်းရှိရဒီမှာအုံးတို့ဆိုလို့ရှိရင်တပူးမှာ65ပြတစ်ချက်မပြည့်တဲ့ဟာမျိုးပေါ့နော်ဈေးသက်တာတယ်ပြီးတော့ခောက်ဆွဲဆိုလို့ရှိရင်လည်းသူကဒီအစုံပဲဒီမှာဆိုလို့ရှိရင်ဒီမှာကျုပ်ခောက်ဆွဲပြီးရင်ဂျုံခောက်ဆွဲပြီးရင်ဟိုဥရုံနူတယ်ဥရုံဆိုရင်ကျွန်တော်တို့ဒါဟိုလောက်စားတာပေါ့
နန်းကြီးတုတ်တွေပါလေဆိုလို့ရှိရင်ဒီလိုမျိုးနန်းကြီးဘက်ကဒီလိုမျိုးဟာမျိုးနဲ့တုတ်စားလေးရှိရပေါ့နော်အဲ့ရှိမယ်ဆိုတော့အခုဆိုတော့ဒါဒီစူပါမားကတ်ကတော့အကျယ်ကြီးပေါ့နော်ဒါကျွန်တော်လိုက်ပြရင်တော့ပြတယ်လို့အများကြီးရှိမှာပေါ့ဒါပေမဲ့အဓိကကတော့ဒီကျွန်တော်တို့မြန်မာတွေအတွက်အသုံးဝင်မဲ့ပစ္စည်းတွေဝယ်မှာဝယ်လို့ရလဲဆိုတော့ကျွန်တော်ရှင်းပြရဖြစ်ပါတယ်အဲ့တော့ Sunning ဆိုလို့ရှင်လဲ Asian Market တို့ဘာလို့သွားတာထက်စားလို့ရှင်ဒီလိုမျိုး Tesco တို့Lidl တို့မှာဝယ်တာပို့ပြီးတက်တာတယ်ပြီးရင် C တွေပါဆိုလဲအရန်တက်တာမယ်ပြီးသွားလို့ရှင်ဒီတချို့ Asian ပစ္စည်းတွေဆိုလို့ရှင်လဲအရန်တက်တာတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်ကြံပေးချင်တာကတကယ်လို့အဲလောင်ရောက်လာပြီးကိုကဟိုဘယ်လိုခေါ်မလဲမြန်မာအစားအသောက်နဲ့ပတ်သက်ပြီးပစ္စည်းကဝယ်ချင်တယ်ဆိုလို့ရှိရင်ဒီ Tesco တို့ဘာတို့မှာဟာလား Lidl တို့မှာအရင်ဆုံးရှာကြည့်လိုက်ရှာပြီးတော့မှသူတို့စီကဈေးသက်တာကိုအရင်ဝယ်ပေါ့နော်ပြီးတော့မရတဲ့ဟာမျိုးတွေကိုမှဒီတခြားမှာဝယ်တာပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့နောက် vlog တွေမှာလည်းကျွန်တော်တို့ဒီIreland မှာပေါ့နော်ဘယ်သွားလို့ရတယ်ပြီးတော့လို့ရှိရင်ဘယ်လိုအကြောင်းအရာမျိုးတွေရှိရဲပြီးတော့လို့ရှိရင်ဘာတွေအသုံးဝင်မလဲဆိုတာအဲ့ဒါလေးတွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက် vlog တွေမှာပြန်တွေ့မယ်နော်အားလုံးပဲတက်တာ